တခြားတိုင်းသားတွေတော့မပြောဘူးနော်ဗမာတွေကနည်းနည်းကြွားကျင်တယ်လို့ကျွန်မမြင်တယ်အဲ့တော့ဒီကြွားကျင်တဲ့စိတ်ဓာတ်တွေကြောင့်မလို့ဒီနာမည်ကြီးတာနာမည်ထွက်တာကိုတိတ်ပြီးတော့အလေးထားတယ်တိတ်နာမည်ကြီးကျင်တယ်တိတ်ပြီးတော့တခါလေလူများတွေချီးမွမ်းဩဝါပေးတာတွေကိုခံယူကျင်တယ်တခုစိတ်ထဲမှာအမြဲထားမှာတော့ဒီလောကရန်တရား၈ပါးဆိုတာချီးမွမ်းခြင်းကဲ့ရဲ့ခြင်းနှစ်ခုစလုံးရှိတယ်အဲ့တော့ဒီတစ်ချိန်တစ်ခါမှာချီးမွမ်းသိက္ခာရတယ်လို့တစ်ချိန်တစ်ခါမှာကဲ့ရဲ့ခံနိုင်နေဆိုတာကိုလည်းစိတ်ထဲမှာထားဖို့လိုပါတယ်ဒါကြောင့်ကြီးတာတို့ခါတဲ့ဒီကုန်းရှိတာတို့အဲ့ဒါမျိုးတွေကိုတိတ်ပြီးတော့အလေးမထားကြပါနဲ့ကိုယ့်ရဲ့တာဝန်ကိုကိုယ်စိတ်ဖြူဖြူစင်စင်နဲ့ကြေပြောင်းလုပ်ဖို့ပဲအရေးကြီးပါတယ်ကျွန်တော်ခဏခဏပြောတယ်နေရာယူဖို့မစဉ်းစားပါနဲ့တာဝန်ယူဖို့ပဲစဉ်းစားပါနေရာယူဖို့ကအဓိကမဟုတ်ဘူးတာဝန်ယူဖို့ကအဓိကပါလို့ဆိုတော့ဘယ်သူတွေဟာတကယ်ဖောက်ပြန်တယ်မဖောက်ပြန်ဘူးဆိုတာဟာသူတို့ဟာနေရာယူကျင်တာလားတာဝန်ယူကျင်တာလားဆိုတော့သေသေးချာချာပြည်သူပြည်သားတွေကလေ့လာကြပါလို့ကျွန်မတိုက်တွန်းပြပါ